အားလုံးပဲမင်္ဂလာပါစပေါ်ဘက်ကိုင်ကြိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဒါဝုစလန်နဲ့ချယ်ဆီအသင်းတို့ရဲ့ခြေစမ်းပွဲပြီးတဲ့အချိန်မှာတော့တစ်ဖက်ကို3ဂိုးစီနဲ့တည်ကျသွားခဲ့ပါတယ်ဒီပွဲစဉ်ပြီးတဲ့အချိန်မှာချယ်ဆီအသင်းအနေနဲ့ဘယ်ကစားမတွေကိုဆက်ထိန်းသိမ်းနေဆိုတာကတော့ပြီးတော့ဘယ်ကစားမတွေကိုဆက်ရောင်းသိမ်းနေဆိုတာတစ်ချက်တော့ပေါ်နေလာခဲ့ပြီအသင်းရဲ့နောက်တန်းမှာပွဲထွက်လာခဲ့တဲ့တိုစင်ကတော့တော်တော်လေးစိုးွားတဲ့ခြေစမ်းကိုပြသခဲ့တယ်ကျွန်တော်တို့တိုစင်ကိုဒီနေ့ရာဒီမှာချက်စီအသင်းမှာဆက်ရှိဖို့အတွက်သူစင်းကလုံလောက်တဲ့ခြေသားမရှိဘူးလို့ကျွန်တော်မြင်တယ်ဒီနေ့ပွဲစဉ်မှာဆို S2 ကိုတော်တော်ကောင်းတယ်ပေါ့နော်သူအကပ်ပလေးလက်ပန်းနဲ့တကယ်ကိုအသင်းနဲ့ကြိုးစားပန်းစားကစားပေးသွားတယ်ပေါ့နော်သူရဲ့အမှားကနေစင်းဒီကျွန်တော်တင်ကိုတော့ဖွင့်ပြခဲ့ရပြီမယ်နဲ့ SO ကတပွဲလုံးခြုံကြည့်မယ်ဆိုတော့တော်တော်လေးကောင်းမွန်တဲ့ခြေသားကိုပြသခဲ့တယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာလူငယ်ကစားမတွေနဲ့ကိုချက်စီအဓိကထားပြီးပွဲထုတ်ခဲ့တယ်ပေါ့နော်လူငယ်ကစားရဲ့တင်မှာကျွန်တော်ဒီဂျာနူလီကိုတော့ကျွန်တော်အရင်တော့မကြိုက်သေးဘူးဝက်ဆန်ကိုတော့ကျွန်တော်နည်းနည်းလေးတော့တဘောကြတယ်ဒါပေမဲ့ဝက်ဆန်ကတချို့အရာတွေမှာအမားတွေတော့များတယ်ပေါ့နော်ဒါပေမဲ့လည်းဒီပြီးတော့ကျွန်တော်ဒီနောက်တန်းကစူပီလိုကြီးတော်တော်လေးကိုကောင်းတယ်ပြောမယ်ဆိုတိုးစင်ကိုဆက်စားမယ်ဆိုအဲ့ကစားမလေးကိုနေရာပေးလိုက်တာမှချက်စီအသင်းတော်တော်လေးကိုရေးပါတယ်စုံမချက်တစ်ခုတော့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့ကိုတို့မနေရာနဲ့ပတ်သက်ပြီးတော့ဒီမှာမိုက်ပန်နာဘာလို့မပါလဲကျွန်တော်လည်းမသိဘူးပေါ့နော်နောက်ပိုင်းကျမှသတင်းတွေချက်တော့ကြည့်ရမယ်ဒီပွဲစဉ်မှာပထမပိုင်းမှာလိုဖန်နဲ့နောက်ဒုတိယပိုင်းမှာစလိုနီလာဖိုင်နယ်စလိုလီမာကတကယ်အရေးပါတယ်ဒီကာဝေါ်ချက်တစ်ခုပြုလုပ်ခဲ့ပြီးမယ်တချို့အရာတွေမနော်သူ့အနေနဲ့ချက်စီရဲ့ကိုပေါက်မှာလုံလောက်တဲ့ကိုတော်မနေရာတစ်ခုအတွက်လုံလုံစိတ်ချတဲ့တစ်ခုတော့ရှိမနေခဲ့ဘူးဒီနေ့ပွဲစဉ်မှာဂျာဝိုဒါရုစလန်ဘက်ကကစားသမားတွေတော်တော်လေးကိုကျန်းနေဗျချက်စီအသင်းရဲ့ဒီအဓိကကစားသမားတွေဒီနေ့ပွဲစဉ်မှာမပါဝင်ဘူးပေါ့နော်အဲ့လိုမပါဝင်တာမဲ့တကယ်ကိုချက်စီအသင်းကတော်တော်လေးကိုကောင်းနေဘာဖြစ်ဆိုတော့တစ်ဖက်ကဒီမလေးရှားကလပ်အသင်းကစားသွားတဲ့ကစားမှုကတော့ကြမ်းကြမ်းတန်းနဲ့ကစားသွားတယ်တချို့ဒီကျွန်တော်အဓိကကစားမရဲ့ထိန်ဒဏ်ရာရနိုင်တဲ့အနေအထားတစ်ခုတောင်ရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်ဒါဥစလန်ကစားသွားတယ်ဒါတော့သူတို့အသင်းရနဲ့ဒီချက်စီအသင်းနဲ့တွေ့တဲ့အချိန်မှာသူတို့အသင်းကဘယ်လိုမျိုးလဲဆိုတော့ပြသခြေတဲ့တဘောအနေနဲ့သူခြေစွမ်းခြေစားတဲ့အကုန်လုံးထုတ်ကန်ပြီးတော့ကစားကြတာပေါ့နော်ဒီပွဲကျခြေစွမ်းဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အများကြီးတော့လိုက်ပြီးတော့ feed fan နေစရာတည်းမလိုဘူးတချို့အသင်းရဲ့ဒီဝင်ကစားမတွေရဲ့ခြေစွမ်းကိုကြီးရတယ်တချို့ကစားမတွေရဲ့ဒီခြေစွမ်းမကောင်းမှုတွေကိုမြင်တွေ့ရတယ်ပေါ့နော်တိုးစီတော်တော်မကောင်းဒီလက်တော်တော်မကောင်းပါဘူးတိန်ကိုနှစ်ခုကပနတီနဲ့သွင်းသွားတာပေါ့နော်တော်တော်ဒီလက်ရဲ့ခြေစွမ်းတော်တော်မကြိုက်ဘူးဒီလက်သက်စာရေးကျွန်တော် Nicholas Jackson အမှတော်တော်လေးကို Chelsea အသင်းမှာအရန်ဆက်ထားရင် Chelsea အသင်းမှာဆက်ထားရင်တော်တော်လေးကိုကောင်းမွန်တယ်ကျွန်တော်တို့ကစားသမားဘယ်လိုပြောမလဲကစားသမားစူးစီးမှုလို့မြင်ရတယ်ဒီ Nicholas Jackson ကဒီနေ့ပွဲစဉ်မှာဒီလက်သက်စာရင်တော့တော်တော်လေးကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိရဲဒါအပြင် Chelsea အသင်းရဲ့ကျွန်တော်နှစ်လောက်ရှိရပေါ့နော်ပွဲပဲခံရတဲ့မူတွေဒီနေ့ပွဲစဉ်မှာလူစားဝင်လာပြီးချင်းမှာပဲချက်စီအတင်းနဲ့အရေးပါတဲ့ခြေပေါက်ကိုတစ်ခုကိုရရှိအောင်စွာသွားနိုင်ခဲ့တယ်ပေါ့နော်သူရဲ့ပြက်တင်ဘောကနေစဒီအုံကိုပြတ်သွားတာပေါ့နော်ချက်စီတင်ကဘာပဲဖြစ်ဖြစ်ဒီနေ့ပွဲစဉ်မှာလူငယ်ကစားမတွေတော်တော်လေးကိုခြေစွမ်းပြခဲ့တယ်ဒါအပြင်အတင်းရဲ့ကွင်းထဲမှာဖြစ်တဲ့ S2 ကိုတော်တော်လေးကောင်းမွန်တဲ့ခြေစွမ်းရှိခဲ့တယ်ကျွန်တော်ဒီနေ့အားမရတာတော့ ST ဘောင်းကိုအားမရဘူး ST ဘောင်းနေနဲ့မနှစ်က ST ဘောင်းနဲ့ဆိုင်တော်တော်လေးကိုကွာခြားသွားတဲ့ပုံစံကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော် ST ဘောင်းသိပြီးတော့အားမရဘူးတခြားဒီကစားမိုက်တွေစူပိုလိုကြီးတို့ဘာလို့တော့ကျွန်တော်အားရတယ်ပေါ့နော်စူပိုလိုကြီးတို့ကျွန်တော်အားရတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ SME တို့ပထမပိုင်းမှာနာဝိုင်တို့နေရာမှာဝက်ဆန်ကဝင်ကစားသွားတယ်ပေါ့နော်နောက်ဆုံး3ရောင်တန်းမှာဝက်ဆန်တကယ်ကိုကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့သူကစားပြသွားတယ်ဒီပွဲမှာ KTN နဲ့မဆိုးတဲ့အနေအထားတစ်ခုမှရှိတယ်โอเคဒါကတော့ချက်စစ်တင်အာရှဘက်ကိုလှည့်လာတဲ့ခြေစမ်းပွဲရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်ဒါရုဆန်ရဲ့အသင်းနဲ့ပွဲစဉ်မှာချက်စီက3ခုဆိုတဲ့ channel နဲ့တည်ကြသွားခဲ့တယ်ကျွန်တော်တို့ Real Sociedad အသင်းနဲ့ခြေစမ်းပွဲတစ်ပွဲတော့ကျန်နေရပါတော့ဒီအဲ့ပွဲမှာ mic banner လေးနဲ့ပြန်ပါမလားပေါ့ကျွန်တော်ဒီပွဲမှာ mic banner ပါမယ်ထင်တယ်ဗျ mic banner လေးကိုကျွန်တော်ကြည့်ချင်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တော့မိုက်ပန်နာလေးမပါခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီပွဲမှာတော်လေးကိုချက်စီအသင်းကအရန်ကစားမိုင်းနဲ့ကစားတော့ရတယ်ဒါပေမဲ့ကစားပုံရတော့ပုံမှန်ပွဲထွက်လူစင်း17ရောက်လောက်တော့အားရစရာမကောင်းပေမဲ့လည်းသူတို့အသက်နိုင်ဆုံးကြိုးစားပြီးတော့ကစားသွားခဲ့တယ်တကယ်ကိုကောင်းမှုနဲ့ပွဲကိုကျွန်တော်ကြည့်ခဲ့ရပါတယ်ဒါကတော့ချက်စီအသင်းနဲ့ကျွန်တော်ဒါဆိုတဲ့တို့ရဲ့3ခုစီတည်ကြပါတဲ့ပွဲပြီးမှကျွန်တော်ရဲ့အမြင်နဲ့ဘယ်ကစားမတွေလိုအပ်တယ်ဘယ်ကစားမတွေကအသင်းမှာဆက်ထားတယ်ပြီးတော့ဘယ်ကစားမတွေကကျွန်တော်အသင်းကနေထွက်ခွာသွားတယ်ဆိုတော့ကျွန်တော်ပြောပြပေးတာပါကျွန်တော်လည်းအသင်းမှာချက်ဆန်စားထားတယ်နဲ့ဒီလက်နဲ့တိုစင်ကတော့ရောင်းချမဲ့စီစဉ်မှာမဖြစ်မနေပါသိမ့်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကိုပြပြပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်